မိဘတိုင်းအနေနဲ့သားသမီးတွေကိုကြောင်းတက်ဖို့အတွက်အစဉ်သင့်ဖြစ်စေချင်ကြတာကတဘာဝပါဒါပေမဲ့ဒီထက်ပိုပြီးအရေးကြီးတာကဘဝအတွက်အစဉ်သင့်ဖြစ်ဖို့ပါပဲယနေ့ခေတ်မှာတော့အခရာနဲ့ကိန်းကနန်းသင်ကြားခြင်းကစတင်မှုလေးတစ်ခုသာပဲဖြစ်ပါတယ် STEAM ဆိုတာကတော့ကျမတို့သိပ္ပံနည်းပညာစက်မှုပညာအနုပညာနဲ့သင်္ချာတို့ပဲဖြစ်ပါတယ်ဒါပေမဲ့တာမန်ဘာသာရပ်ဆိုတာမျိုးထက်အများကြီးပိုပြီးတော့ကျေပြတ်ပါတယ်ကလေးငယ်တွေအတွက်ဆိုရင်ဒါမိဂုမိတတ်ခြင်းအတွေးခေါ်အကြံဉာဏ်တွေစမ်းသပ်ခြင်းနဲ့ပြဿနာဖြေရှင်းတတ်ခြင်းလိုပဲဖြစ်ပါတယ်ကလေးတစ်ယောက်ကအယောင်တွေကိုရောပြီးတော့ကစားလာမယ်ဘလော့တုံးလေးထပ်တက်လာမယ်ဒါမှမဟုတ်ကျမတို့မိုးဘလူရွာလာလဲဆိုတာမျိုးကိုစိတ်ဝင်စားပါတယ်ဆိုရင်ဒါဟာ STEAM ကိုစိုးစောကလေးကလေ့လာနေပြီပဲဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းတွေကရိုးစင်းတယ်လို့မြင်ရပေမဲ့တကယ်တော့အရေးကြီးတဲ့အတတ်ပညာတွေကိုတည်ဆောက်ပေးနေတာပါ critical thinking လို့ခေါ်တဲ့သဘောတရားဆင်ခြင်တတ်မှုကျမတို့ဘာကြောင့်လဲဘယ်လိုလဲစတာတွေကိုသိချင်လာမယ် creativity ဆိုတဲ့ဖန်တီးတတ်မှုဖြည့်ရှင်းနည်းတစ်မျိုးထပ်ပို့ပြီးရှာဖွေလာနိုင်မယ် collaboration ဆိုတဲ့ပူးပေါင်းလုပ်ဆောင်တတ်မှုအဖွဲ့လိုက်လေ့လာပြီးဝေမျှမှုတွေလုပ်တတ်လာမယ် confidence ဆိုတဲ့ကိုယ်ယုံကြည်မှုကျမတို့ကလေးတွေကစူးစမ်းမယ်ကြာရှုံးခြင်းကိုလက်ခံလာနိုင်ပြီးထပ်မံစူးစမ်းဖို့အတွက်တတ်မှလာမယ်ဒီလိုရည်ချင်းတွေကိုနိုင်ငံတကာပညာရေးစံနှုန်းအရလည်းအထူးကိုအလေးထားကြပါတယ်ဘာလို့လဲဆိုတော့ဒီရည်ချင်းတွေနဲ့ကျမတို့ကလေးတွေကအနာဂတ်မှာအပြောင်းလဲမြန်တဲ့ကမ္ဘာကြီးကိုရင်ဆိုင်နိုင်မှုတန်မာလာစီမှာပဲဖြစ်ပါတယ်ကျမတို့ကလေးတွေကအသက်3နှစ်ကနေ6နှစ်အတွင်းမှာအုံနောက်ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်တဲ့ကာလဖြစ်ပါတယ်ကလေးတွေအတွက်စူးစမ်းချင်စိတ်ရှိတာကတဘာဝပါပဲမှန်ကန်တဲ့ပတ်ဝန်းကျင်မှာဆိုရင်မိဂုဏ်နိုင်ကတင်ယူဖို့အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ် STEAM ကိုအသုံးပြုပြီးသင်ကြားပေးနေတဲ့မူဂျူကျောင်းတွေမှာဆိုရင်ကလေးတွေအတွက်ကစားခြင်းကနေပြီးတော့ဘဝအတွက်သင်ယူမှုအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်ကျမတို့ ELEC Preschool မှာဒီသင်ခန်းစာတွေပေါ်ကိုအခြေခံပြီးသင်ကြားမှုတွေကိုတည်ဆောက်ထားတာဖြစ်ပါတယ်ရှင်နိုင်ငံတကာစံနှုန်းတွေကိုလိုက်နာပြီးနေ့စဉ်သင်ခန်းစာတွေထဲမှာလက်တွေ့လှုပ်ဆောင်မှုတွေဇာတ်လမ်းပုံမြင်ဂီတတွေနဲ့စူးစမ်းဖော်ထုတ်မှုတွေကနေတဆင့် STEAM ကိုထည့်သွင်းပြီးတော့အသုံးပြုထားပါတယ်ကျမတို့ရဲ့ပန်းနိုင်ကရိုးစင်းပါတယ်ကျမတို့ရဲ့ကလေးတွေကအဖြေကိုဖြေတွက်ဖို့တွေမဟုတ်ဘဲနဲ့မိခုမေးဖို့စိတ်ဝင်စားတဲ့ကလေးတွေဖြစ်ဖို့ပါကျမတို့ပြုစုပြောင်းထောင်ပေးဖို့ပါကလေးတွေကြီးပြင်းလာမယ့်ကဘာနဲ့ကျမတို့ကြီးပြင်းခဲ့တဲ့ကဘာနဲ့ကွာခြားမှုတွေရှိပါတယ်ဒါမဲ့စူးစမ်းလေ့လာဖို့စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုရင်အသစ်သောအရာတွေကိုလက်ခံဖန်တီးနိုင်တဲ့အရေးချင်းတွေရှိရဆိုရင်ဆက်လက်ပြီးတင်ယူနေဖို့အတွက်လည်းယုံကြည်ချက်ရှိမယ်ဆိုရင်သူတို့လေးတွေကအမြဲတမ်းအစဉ်သင့်ဖြစ်နေမှာပါဒါကြောင့်မို့ ELEC Preschool မှာတော့ကလေးတွေအတွက်ကျောင်းတက်ဖို့အစဉ်သင့်ဖြစ်အောင်မကဘဝအတွက်စတင်ဖို့ကိုပါဖန်တီးပေးနေတာပဲဖြစ်ပါတယ်